အိမ်ကိုတည်သွားလို့ရတဲ့ပစ္စည်းကိုပိုင်ပစ္စည်းပေးလိုက်မှာဖြစ်ပါတယ်တယောက်ကို3သိန်းခွဲ3သိန်း8တောင်းပတ်ချလည်းဖြစ်ပါတယ်ဒါတွေကရေစစ်ကတ်တွေနော်ဒီရေစစ်ကတ်တွေကလည်းသူတို့လက်ဆောင်ပြန်ပေးမှာပါအိမ်မှာလေးကျင်းလို့ရအောင်လို့တော့ကြနေလေးပစ္စည်းမရှိလို့ဘယ်တော့ဝယ်ရမှန်းမသိလို့ဘယ်လိုလုပ်ရမှမလို့ဆိုပြီးအိမ်သာမလုပ်မှာဆိုလို့သူတို့တခါတဲ့အိမ်သာလုပ်ဖို့တော့ပစ္စည်းထည့်ပေးလိုက်မယ်ဒါကတော့စုတ်တန်ပါနော်စုတ်တန်အမှအစဘာမှဝယ်ကြမလို့ဘူးနော်အကုန်လုံးကို free ပေးမှာနော်ဒါကကိုပိုင်အိမ်တည်သွားလို့ရတယ်ဒါဒီအကုန်လုံးကနော်ဒီတစ်ခေါက်ကတော့တင်တန်းသူလေးတွေကတော့ပို့ပြီးတော့ကန်ကောင်းတယ်ဖေးအသေးတွေလုံးဝမရှိတော့အကြီးတွေကြီးပဲเนาะဒီတစ်ခေါက်ကတော့ဒါတင်တန်းသူတွေကို free ပြန်ပေးမှာ3သိန်း8တောင်းဖို့ပေါ့เนาะအားလုံးမင်္ဂလာပါဒါလေးတွေကတော့ဒီပေါ့เนาะနားစင်လာတိုင်းမှာတင်တန်းကျောင်းမှာပစ္စည်းလေးတွေထည့်ပေးတာပေါ့เนาะအဲ့ဒါလေးတွေကိုဒီနေ့က unboxing လုပ်မှာဖြစ်ပါတယ်တင်တန်းမှာကျတော့တင်တန်းမှာပစ္စည်းကကျတော့ free pay သုံးတာလည်းဖြစ်တယ်ပြီးတော့လက်ဆောင်ကလည်း3သိန်းကျော်ဘူးပေါ့နော်3သိန်းကျော်ဘူးပြန်ပေးတယ်3သိန်းခွဲ3သိန်း8တောင်းပတ်ချတယ်ပေါ့နော်အခုဒီအတိအကျပြောမယ်ဆိုလို့ရှင်တော့ဈေးကအတက်ကြနေပြီရှိတဲ့အတွက်ကြောင့်မလို့တင်တန်းသူကိုအဲ့လိုမျိုးကလည်း free pay တယ်လက်ဆောင်နေတယ်ပြီးတော့တင်တန်းချိန်သွင်းမှာလည်းတစ်ထောက်ကို free pay သုံးတာဖြစ်တဲ့အတွက်ကြောင့်တင်တန်းမှာလစင်လာတိုင်းက15သိန်းပတ်ချလေးကိုအမြဲတမ်းထည့်ပေးတယ်ပေါ့နော်အခုကတော့ဒီရောက်တဲ့ပစ္စည်းလေးတွေကိုအခုဒီနေ့ကတော့ဖောက်မှာဖြစ်ပါတယ်ဟိုကတော့နှာနည်းနည်းစီးနေတာပေါ့နော်ဒီနေ့ဆိုင်လည်းမတော့ဖြစ်ဘူးတင်တန်းပိတ်ရက်လေးမှာဒီနေ့တိတ်နေမကောင်းတဲ့အတွက်ကြောင့်ညဘက်လေးကြတော့မှာပေါ့နော်အခုအဝါရောက်လာတော့မှာဒါလေးကို unboxing လုပ်မှာဖြစ်ပါတယ်ကဲဖောက်ကြရအောင်အဝါဟုတ်ကဲ့ဒီတစ်ခေါက်ကတော့တင်တန်းသူလေးတွေကတော့ပို့ပြီးတော့ကန်ကောင်းတယ်ဖေးအသေးတွေလုံးဝမရှိတော့အကြီးတွေကြီးပဲเนาะဒီတစ်ခါကတော့ဒါတင်တန်းသူတွေကို free ပြန်ပေးမှာ3သိန်း8တောင်းဖို့ပေါ့เนาะအဲ့လောက်မိဘကိုပြန်ပေးတာဖြစ်ပါတယ်ဒါတင်တန်းသူတွေအတွက်ဒီလကုန်ညရေလာမဲ့တင်တန်းသူအစ်စ်တွေအတွက်အဲ့လိုမျိုးပေါ့เนาะသူတို့တက်မှာပေးတာဖြစ်ပါတယ်ဒါ free ပေးမှာเนาะလက်ဆောင်ပေးမယ် free ပစ္စည်းတွေဖြစ်ပါတယ်ကဲဒါကတော့စုတ်တန်ပါเนาะစုတ်တန်အမှအစဘာမှဝယ်ကြမလို့ဘူးเนาะအကုန်လုံးကို free ပေးမှာเนาะဒါကကိုပိုင်အိမ်တည်သွားလို့ရတယ်ဒါဒီအကုန်လုံးကเนาะဟောဒါဟိုဗာလဲဖန်သားလေးတွေဖန်ကြပြီးတွေဖန်ကြပြီးဒါလေးရဈေးများတယ်เนาะဒီကเนาะချစ်စရာလေးနော်ဘယ်စပါးလဲဒါရအိမ်သွားလို့ရတဲ့ပစ္စည်းတွေနော်ဒါကိုပိုင်ပေးလိုက်ပါပေးတော့ဒါရတော့တင်းနေသူလေးချင်းလုပ်တော့ပေါ့နော်အဲ့ဒါလေးဖြစ်ပါတယ်ကဲဒီလို share plan နဲ့လေးချင်းမယ်နော်အိမ်သားကြီး share လုပ်ကြမယ်ပစ္စည်းကတော့ပြပြမလို့အကုန်လုံးကိုဖြည့်ထားပေးပါရနော်သူတို့ကကျတော့လက်သေးတွေမဟုတ်ဘူးခြေထောက်ကိုလည်းဟိုပေါ့နော်အတူဆက်တာတွေတင်တယ်ပေါ့နော်ခြေတဲ့အတူတက်ဆက်တာတင်တာဖြစ်တဲ့အတွက်ကြောင့်မို့ခြေတဲ့အတူ site တွေဖြစ်ပါတယ်ဒါတော့မထင်တာဟိုကလည်းတူတယ်နော်အပေါ်ဝက်စင်လားမသိဘူးဒါဝက်စင်ဘူးဖူပါတင်နေလို့အတွက်မှာထားပေးတာပါဒါကဲပြီးတော့ဓာတ်ပုံလေးရိုက်မယ်အပေါ်ကလေးစီကြရအောင်နော်ဟုတ်ဒီချာလက်လာလေးစီပြီးတော့ရိုက်ပါမယ်တင်နေသူတွေဒါကုန်ကြရင်အစ်စ်တွေနဲ့တွေ့ပါမယ်တင်နေသူအစ်စ်တွေတွေ့ဒါလေးတွေကကြိုးစိုးနေပါတယ်ကဲပြီးဓာတ်ပုံလေးရိုက်လိုက်ပါအောင်မယ်ဒါလေးတွေကတော့ပစ္စည်းစီပြီးသွားပြီပေါ့နော်ဒါတင်တဲ့သူတွေကိုဒီရာကုန်ကြလို့ရှိရင်လာမဲ့တင်တဲ့သူအစ်စ်တွေအတွက်ပြန်ပေးမဲ့ free လက်ဆောင်ပစ္စည်းတွေဖြစ်ပါတယ်ဒါတွေအကုန်လုံးပေါ့နော်သူတို့လေ့ကျင့်မှုတက်ဒီလိုစာအုပ်တွေကမှအစအကုန်လုံးအိမ်ကိုတည်သွားလို့ရပါတယ်စုပ်တံဘူးတွေလက်ကားပေးမှဖြစ်ပါတယ်ပကြီးကတ်တွေလက်ကားပေးမှဖြစ်ပါတယ်ဝါစုပ်တံဒီလိုမျိုးလက်သေးပေါက်ပေါ့နော်ဒီလက်သေးပေါက်တွေကနဲ့ပေါက်တွေကမှအစကိုပိုင်ဝယ်စရာမလိုဘူးနော်ဒါတွေကစ free အိမ်ကိုတည်သွားလို့ရတယ်ကွယ်အဲ့လောက်ထိတောင်ပြပြထားတာနော်တက်စေခြင်းနဲ့စိတ်ကိုအဓိကထားပြီးစေတနာပပနဲ့သင်ပေးနေတဲ့နေ့ကြီးတင်တန်းကြောင့်ဖြစ်ပါတယ်နော်ဒါကတော့အခုကဒီညဘက်မှာဒီရောက်တဲ့တင်တန်းသူ free ပေါ့နော်တင်တန်းသူ free ပေးလိုက်တဲ့ဟာတွေရောက်တယ်ပြီးသွားလို့ရှိရင်တင်ထောက်ကူကတော့လစဉ်လာတိုင်း15သိန်းဝန်းကျင်ကိုပြန်ထည့်ပေးတယ်သူတို့တင်တန်းချိန်သွင်းမှာအကုန် free ဖြစ်ပါတယ်နော်100% free ဘာပစ္စည်းမှဝယ်ကြမလို့တင်တန်းမှာတစ်ခါတည်းအိမ်စာလေးကျင်သွားအိမ်မှာမလုပ်ချင်ဘူးဆိုလို့ရှိရင်အိမ်မှာပစ္စည်းမရှိဘူးဆိုရင်တင်တန်းမှာတစ်ခါတည်းလေးကျင်သွားလို့ရပါတယ်နော်ဒါဒီအကုန်လုံးကဒါပြန်ပေးမဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒါလေးကျင်တဲ့လက်တဲ့အတူပေါ့နော်ဒီလေးကျင်တဲ့လက်တဲ့အတူတွေဆိုလို့ရှိရင်တင်တန်းတောင်းမှာတို့တွေအိမ်မှာပစ္စည်းမရှိဘူးဆိုတင်တန်းတောင်းမှာအိမ်စာပြီးတဲ့ဒီလေးကျင်လို့ရတယ်ဒီလိုဟာတွေကမှအစတို့အခုရင်းနဲ့တေချာလေးပေးထားတာပေါ့နော်ဒါတွေကိုအခုကဓာတ်ပုံလေးရိုက်မှာဖြစ်ပါတယ်ဗီဒီယိုကတော့ရိုက်ပြီးသွားပြီနော်ကဲဒါတွေကတောက်တန်နေအကုန်လုံးအိမ်သေးသွားဒါတွေဆိုလည်းအိမ်သေးသွားအကုန်လုံး free ပေးလိုက်မယ်နော်ဝါစုပ်တန်အစဝယ်စရာမလိုနော်ဒီဝါစုပ်တန်တွေကအစနော်ပစ္စည်းလေးတွေဖြစ်ပါတယ်ကဲပြီးဓာတ်ပုံလေးရိုက်လိုက်ပါအောင်မနော်နောက်ကုန်ညရင်တင်တဲ့သူအစ်စ်လေးတွေကဒါလေးတွေနဲ့ကြိုးဆိုပါတယ် welcome ပါ